ဟုတ်ပြီအဲ့တော့ချေတို့တွေဘီးရလဲသူ့ဟာနဲ့သူဘီးရသူ့တစ်လုံးနဲ့တည်းနေလို့မရဘူးတရဟာလဲသူ့ဟာသူ့တစ်လုံးနဲ့တိုင်းနေလို့မရဘူးအမြဲတမ်းဘီးနဲ့တရနဲ့ဟာတွဲပြီးတော့ပဲရှိနေရမယ်အဲကြောင့်မှသာအဓိပ္ပာယ်ရှိတဲ့စကားလုံးလေးတွေအဓိပ္ပာယ်ရှိတဲ့အတန်လေးတွေဖြစ်လာမယ်လို့ပြောထားခဲ့တယ်အဲ့တော့ဘီးနဲ့တရနဲ့စပြီးတော့ပေါင်းရတော့မယ်ဘယ်လိုပေါင်းကြမှာလဲပေါ့ဟုတ်ပြီနော်အဲ့တော့ဘီးနဲ့တရနဲ့ကိုပေါင်းတော့မယ်ဆိုလို့ရှိရင်ပထမဆုံးနီးကနှစ်ခုရှိရမယ်။ဘာလဲဆိုတော့ရေးတဲ့နီဘယ်လိုမျိုးပေါင်းပြီးတော့ရေးမလဲဒီဖြီးနဲ့တရားနဲ့ကိုပေါင်းပြီးဆိုရင်ပေါင်းပြီးသွားရင်ဘယ်လိုရေးကြမလဲဆိုတဲ့ဟာနဲ့ပေါင်းပြီးရင်အတန်ကြရင်ဘယ်လိုထွက်ကြမလဲဆိုတဲ့ရေးနီးရဲ့အတန်ထွက်နီးရဲ့ဆိုပြီးတော့နှစ်ခုရှိမယ်ပေါ့။ဟုတ်ပြီအဲ့တော့ပထမအဆုံးအနေနဲ့ရေးနီးကိုကြည့်မယ်ပေါ့။ဘီးရဲ့တရားကိုပေါင်းပြီးတော့မယ်ဆိုကြတယ်စလာကြတိုင်းဘီးနဲ့တရားနဲ့ပေါင်းပါမယ်ဆိုမှတော့ဘီးကအမြဲတမ်းဗာလဲဆိုတော့ရှေ့ဒီမှာလိုက်နေမယ်ပေါ့ဘီးကအရင်ဖြစ်နေရလိမ့်မယ်ပေါ့ဟုတ်ပြီအဲ့တော့အဲ့ဒါဟိုမှာနီးကနှစ်နီးကြီးပါတယ်ရေးနီးပါဆိုလို့ရှိရင်ဘီးကရှေ့ကထားရပြီးတော့တရားကနောက်ကထားပြီးတော့ရှေ့ရတဲ့နီးဟာတနီးနောက်တစ်ခုဘီးကအပေါ်မှာထားပြီးတရားကအောက်မှာလိုက်ရတဲ့နီးကနှစ်နီးဒီလိုမျိုးရေးနီးနှစ်နီးရှိတယ်ပေါ့ဟုတ်ပြီဘလို့ဟာတွေကြရင်ဘလို့တရားတွေနဲ့တွေ့ရလို့ရှိရင်ဘီးတွေဟာရှေ့ကနေလိုက်ပြီးတော့တရားကနောက်ကနေလိုက်ပါလေဟုတ်ပြီဒါကကြတော့ဘီးပေါ်မှာမမူတည်ဘူးတရားပေါ်မှာမူတည်ပြီးတော့ဘီးကရှေ့တရားနောက်သွားတာလားဘီးအပေါ်တရားအောက်ထားပြီးတော့ရေးတာလားဆိုတဲ့ဟာကကွာသွားတာဟာဘီးပေါ်မှာမူတည်ပြီးကွာတာမဟုတ်ဘူးတရားပေါ်မှာကြည့်ပြီးတော့ကွာသွားတာပါဟုတ်ပြီအဲ့တော့ခြေတို့တွေတရားလေးတွေရဲ့ပုံစံလေးတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်ဒီလိုမျိုးရှိမျိုးမျိုးလေးတွေဖြစ်နေတဲ့တရားလေးတွေရှိတယ်ရှိမျိုးမျိုးလေးတွေဖြစ်နေတယ်ဒီတရားလေးဒါလေးတွေဆိုရင်ရှိမျိုးမျိုးလေးတွေအဲ့တော့ဒီတရားလေးတွေကရှိမျိုးမျိုးလေးတွေဒီတရားလေးတွေကလွဲပြီးတော့ကျန်တဲ့တရားလေးတွေကိုကြည့်လိုက်ပါဗာလဲဆိုလို့ရှိရင်ရှိမျိုးမျိုးလေးတရားလေးတွေကအဓိကဥဆောင်နေတာမျိုးမဟုတ်ဘူး။ဘာဖြစ်နေရလဲဆိုတော့ပုတူတူလေးတွေပေါ့။တရားလေးတွေကပုတူတူလေးတွေကနေပြီးတော့ဥဆောင်နေတယ်ပေါ့။ဒါလေးတွေမှာဆိုလို့ရှိရင်လည်းအရှင်မျိုးမျိုးတရားလေးတွေတော့ပါတော့ပါတယ်။ဒါပေမဲ့သူတို့ဥဆောင်နေတာလေးတွေကပုတူတူလေးတွေဖြစ်နေတဲ့တရားလေးတွေကဥဆောင်နေတယ်ပေါ့။ဟုတ်ပြီ။အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်အဲ့လိုရှင်မျိုးမျိုးကြီးဖြစ်နေတဲ့တရားကြီးတွေကိုရှင်မျိုးမျိုးကြီးတွေဖြစ်နေပါတယ်ဆိုမှတော့သူ့ကိုဘီးကိုအပေါ်ရနေထပ်လိုက်လိုက်ရင်ဒါမှမဟုတ်အောက်ကြီးကနေထပ်လိုက်လိုက်လို့ရှိရင်ဘာဖြစ်နေမှာဆိုရင်ပို့ပြီးတော့ရှည်တဲ့ရှည်သွားရုံပဲရှိမှာပေါ့အဲဒီတော့အဲ့ဒီလိုရှည်မျိုးမျိုးဖြစ်နေတဲ့တရားတွေဆိုလို့ရှိရင်တရားတွေနဲ့ပေါင်းတော့မယ်ဆိုရင်ဘီးကိုရှည်ကထားမယ်အဲ့ဒီရှည်မျိုးမျိုးဖြစ်နေတဲ့တရားတွေဟာနောက်ကလိုက်မယ်အဲ့တော့တရားအရှည်ပေါ့ရေးတဲ့နေရာမှာပြောနေရေးတဲ့နေရာမှာပြောတာနော်ရေးတဲ့နေရာမှာဆွဲရတဲ့ဟာလေးတွေကရှည်မျိုးမျိုးကြီးတွေတောင်းလိုက်ကြီးတွေဖြစ်နေတဲ့ဟာကြီးတွေကအဲ့ဒီလိုမျိုးတရားတွေနဲ့ပေါင်းပြီးဆိုရင်တရားအရှည်နဲ့ပေါ့ပေါင်းပြီးဆိုရင်ဘီးကရှည်တရားကနောက်ဆိုတဲ့ပုံစံနဲ့ရေးမယ်ဟုတ်ပြီခုနကဆယ်တို့ဒီလိုရှင်မျိုးမျိုးဖြစ်နေတဲ့ဟာတွေမဟုတ်တဲ့ကြံနဲ့ဒီမှာလွတ်ထွက်နေတဲ့ဟာလေးတွေပုတူတူတရားလေးတွေကိုခေါ်တယ်ပေါ့အဲ့လိုပုတူတူတရားလေးတွေနဲ့ပေါင်းတော့မယ်ဆိုရင်ဘီးကိုအပေါ်ကထားမယ်အဲ့ဒီပုတူတူပူနေတဲ့တရားလေးတွေကိုအောက်ကလိုက်မယ်ဟုတ်ပြီ over အနေနဲ့ပြောကြည့်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ဒီမှာကိုပြန်သွားမယ်ဟုတ်ပြီဂါဆိုတဲ့တရားလေးတစ်လုံးကိုပဲဘီးလေးတစ်လုံးကိုပဲခြေလူလေးပေါင်းကြည့်မယ်ဟုတ်ပြီဂါဆိုတဲ့ဥစ္စာလေးဟာအခုဒီရှေ့မျိုးမျိုးတရားလေးနဲ့တွေ့ပြီဆိုရင်ဘီးကရှေ့တရားကနောက်ဘီးကရှေ့တရားကနောက်ဘီးကရှေ့တရားကနောက်ဘီးရှေ့တရားနောက်ဘီးရှေ့တရားနောက်ဒီပုံစံကြီးမှာတူတူပဲအောင်မှာလဲဘီးရှေ့တရားနောက်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 ဒီလိုပုံစံလေးရေးမှာအဲ့တော့ပြီးနေပြီဆိုရင်ပြန်ပြီးပြောမယ်ဘယ်လိုဖြစ်မလဲဆိုရင်ခါအာခါအောခါအီခါအဲခါအဲခါရှာခါယောခါရှေခါရှေဒီပုံစံမျိုးရေးမှာလို့ပြောပါတယ်ပြောတာပါဘီးကရှေ့တရားကနောက်ဒါရှေ့ဟာဂါလေးတစ်လုံးကိုပဲဥမာပြထားလို့ဂါကနေစပြီးနောက်ဆုံးဘေးထိလဲဆိုရင်ကြာအထိဘီးစကူလုံးစလုံးအတိုင်းပါပဲဟုတ်ပြီနောက်တစ်မျိုးဘီးကအပေါ်တရားကအောက်ဆိုပြီးရေးရမယ့်ဟာလေးတွေဟာအခုဒီမှာဂျန်နေခဲ့တဲ့ပူတူတူတရားလေးတွေကိုအတားပေးထားတဲ့ဟာလေးတွေပေါ့အဲတော့ဟုတ်ပြီခြေရီဂါကိုပဲပြန်ပြီးတော့ခါကြတော့ဥမာပြပြပေးမယ်ဘီးကအခုဒီမှာနော်ဒီလွတ်နေတဲ့
တရာလေးတွေမှန်သမျှပြီကအပေါ်တရာကအောက်ဆိုတဲ့ပုံစံတိုင်းနဲ့ပေါင်းပါပါဟုတ်ပြီအဲ့တော့ပေါင်းပြပေးပါမယ်ခုဂါလေးကိုပဲချိန်ပြောနေရဖြစ်တဲ့တခြားမို့လို့ဂါလေးပြီဆိုတဲ့ဂါလေးတစ်လုံးကိုပဲချိန်လို့ဥပမာထည့်ပြီးတော့ပြပေးပါမယ်ဟုတ်ပြီပြီကအပေါ်တရာကအောက်ပြီကအပေါ်တရာကအောက်ပြီကအပေါ်တရာအောက်ပြီကအပေါ်တရာရအောက်ပြီအပေါ်တရာအောက်ပြီအပေါ်ရေတရာအောက်ရေပြီအပေါ်တရာအောက်ပြီအပေါ်ရေတရာအောက်ပြီကိုအပေါ်တရာအောက်ပြီအပေါ်တရာအောက်ပြီအပေါ်တရာအောက်ပြီအပေါ်တရာအောက်ဒီလိုပုံစံမျိုးလေးဖြစ်သွားပြီအဲ့တော့ခြေဟာဒီဟာဂါလေးတစ်လုံးကိုပဲပြောလို့နောက်ဆုံးပေးကြည့်ကြာအထိဂါနာဒါရာကနေနောက်ဆုံးကြာအထိအကုန်လုံးအတိုင်းပဲရေးမှာပါဟုတ်ပြီအဲ့တော့ခြေဟာရေးပုံရေးနည်းလေးပြန်ပြီးတော့ကြာတော့ပြပေးမယ်ဂါအိုဂါဦးဂါဂါဝီဂါယူဂါယူဂါဝါဂါဝေ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 ဂါဝီဒီလိုရေးမှုရင်းနေရသွားပြီဘီနဲ့တရာနဲ့ပေါင်းပြီးတော့ရေးပြီးဆိုရင်ဒီလိုပုံစံလေးတွေရေးတယ်ဆိုတာသိသွားပြီဟုတ်ပြီအတန်ထွက်ပြီဆိုရင်ကြတော့ဘီနဲ့တရာနဲ့ပေါင်းပြီးဆိုရင်ဘလို့တွေအတန်ထွက်ကြမှာလဲသူကသူဂနာဒါရာဆိုပြီးတော့ရှိနေတဲ့ဘီတွေနဲ့အာယာအိုယောဆိုပြီးတော့ရှိနေတဲ့တရာတွေတစ်လုံးချင်းစီပေါင်းလိုက်ပြီဆိုရင်ဘလို့တန်တွေထွက်လာမှာလဲဆိုလို့ရှိရင်ကြတော့ခုနတုန်းကတရာတွေကိုအတန်အတိုင်းခွဲခဲ့တဲ့ဟာမှာဒီနေရာမှာအကျိုးရှိသွားပြီပေါ့အာဒန်တရာယာဒန်တရာဝါဒန်တရာဆိုပြီးတော့ခြေခုနကခွဲခဲ့ခိုင်းတယ်ဟုတ်ပြီအဲ့တော့အဲ့ဒီလိုမျိုးခွဲခဲ့ခိုင်းတဲ့အကြောင်းရင်းဟာအခုဒီမှာဒါဆိုရင်လွယ်သွားပြီအာဒန်တရာလေးတွေနဲ့ဘီးတွေနဲ့ပေါင်းပြီဆိုရင်အဲ့ဒီဘီးရဲ့အတန်လေးတွေကိုအာဒန်တရာအာအိုဦးဆိုဖြစ်နေတဲ့အာဒန်လေးတွေရဲ့အာဆိုတဲ့နေရာလေးတွေမှာအဲ့ဒီဘီးရဲ့အတန်လေးတွေကိုတွားပြီးတော့အစားထိုးပြီးထည့်လိုက်ဟုတ်ပြီနော်အာဒန်တရာတွေနဲ့ဆိုရင်အဲ့ဒီအာဆိုတဲ့အတန်ထွက်နေတဲ့နေရာလေးမှာဘီတန်လေးကိုဘီလေးကိုအစာလေးထိုးပြီးတော့ထွက်ပေးမယ်ဟုတ်ပြီအဲ့တော့ဒီမှာအာဒန်တရာဆိုပြီးတော့ခုနကပြောခဲ့တယ်အဲ့တော့အာဒန်တရာလေးနဲ့အခုဒီမှာတစ်ခါလေးဘီလေးတွေပေါင်းထားပြီးသားလေးတွေလုပ်ပြီးသွားပြီဂါဆိုတဲ့ဘီလေးနဲ့ပေါ့အဲ့တော့ဘီလေးကဂါအခုဒီမှာဒီတရာလေးကဘာလေးလဲအာအဲ့တော့အာရဲ့အာဆိုတဲ့နေရာလေးမှာဂါလေးအစာထိုးလိုက်တော့ဘာတန်ဖြစ်သွားမလဲဂါနဲ့အာနဲ့ပေါင်းရင်ဂါဆိုတာဖြစ်သွားတယ်ပေါ့။နောက်ပြီးနောက်တစ်ခုတရာလေးအော်အဲ့ဒီအော်ရဲ့အာဆိုတဲ့နေရာလေးမှာဂါလေးထည့်ကြည့်လိုက်တော့ဂေါ်ဖြစ်သွားမယ်ပေါ့။ဟုတ်ပြီဒီတရာလေးဟာအိုရဲ့အာဆိုတဲ့နေရာလေးမှာဂါလေးထည့်ကြည့်လိုက်အတန်ထွက်ကလေးဟာဂိုဆိုတာဖြစ်သွားမယ်။နောက်တစ်ခုဒါလေးဟာဦးရဲ့အာနေရာလေးဂါလေးထည့်ဘာဖြစ်မလဲဂူဆိုတာဖြစ်သွားမယ်ပေါ့။ဟုတ်ပြီဒါလေးကအဲ့တော့ရဲ့အာနေရာလေးကိုဂါလေးထည့်လိုက်တော့ဂဟုတ်ပြီနော်ဂဆိုတာလေးပြသွားမယ်နောက်တစ်ခုဒါလေးကအီရဲ့အာနေရာလေးဂါလေးထည့်ဂီဟုတ်ပြီဂါလေးထည့်ဂေဂါလေးထည့်အာနေရာမှာဂေဝီဂါလေးအာနေရာထည့်လိုက်တော့ဂွီဟုတ်ပြီဒီလိုပုံစံမျိုးပြောတာဟုတ်ပြီအဲ့တော့ဒါဟာဗာလေးဆိုလို့ရှိရင်ခြေတို့တွေဒီဘီတွေနဲ့တရာတွေနဲ့ပေါင်းပြီးဆိုတဲ့အခါမှာဗာနဲ့ဆိုရင်အာဒန်ထွက်နေတဲ့အာဒန်တရာတွေနဲ့ပေါင်းပြီးဆိုရင်ဘီကိုအာဒန်တရာလေးတွေရဲ့အာနေရာလေးတွေမှာအစားထိုးလိုက်ရုံပါပဲအဲ့တော့ဂါအာဂါအောဂေါဂါအိုဂိုဂါဦးဂူဂါဂဂါအီဂီဂါဂေဂါဂေဂါဝီခွီဂါမှာမဟုတ်ဘူးနာလည်းတူတူပဲနာအာနာနောက်ဆုံးဘေးကြီးလဲကြာအထိပေါ့ကြာအာကြာအိုကြောကြာအို
九加五九加二子加一几加二姐加二姐加五几နောက်ထပ်တစ်မျိုးကတော့ရာတန်တရရာတန်အတန်ထွက်နေတဲ့ရာဆိုတဲ့အတန်လေးထွက်နေတဲ့တရလေးတွေနဲ့ပေါင်းတော့မယ်ဆိုလို့ရှိရင်ရာတန်တရလေးနဲ့ဖြီးတွေနဲ့ပေါင်းတော့မယ်ဆိုလို့ရှိရင်အဲ့ဒီဖြီးရဲ့အတန်လေးနဲ့အဲ့ဒီရာတန်ရဲ့အတန်လေးနဲ့နှစ်ခုစလုံးကိုဘာလို့လိုက်ရုံပဲလဲပေါင်းစုလိုက်ရုံပဲဟုတ်ပြီနော်ဒါမဲ့လို့တော့အနောက်မှာဆက်ထပ်ပြီးတော့ပြပေးထားတယ်စတားပြထားတဲ့ဘီလေးတွေနဲ့ပေါင်းနေဆိုရင်တော့ပေါင်းစုလို့မရဘူးပေါ့အဲ့ဒီဘီတန်လေးနဲ့ရတန်တရာလေးနဲ့ပေါင်းစုရုံနဲ့မပြီးဘူးပေါ့ပေါင်းစုရမှာပဲအဲ့ပေါင်းစုရုံနဲ့တော့မပြီးဘူးဘယ်လိုလေးလဲဖြစ်မလဲဆိုရင်အတန်လေးကိုပြောင်းပြီးမှပေါင်းစုရတယ်ပေါ့အဲ့တော့စတားပြထားတဲ့ဘီလို့ပြောတော့ဒီမှာအောက်မှာပြန်ပြီးတော့ရေးပြီးတော့ပြန်ပြထားပါတယ်စတားပြထားတာလေးတွေဟာနာမဘာစာအဲ့ဒါကိုဖပြီးရင်ပါစာဆိုရလို့ဘီလေးတွေပေါ့ဒီစတားပြထားတဲ့ဘီလေးတွေကလွဲရင်ဒီဘီလေးတွေကြရင်ကျတော့အတန်လေးကဘယ်လိုလေးပြောင်းပြီးတော့မှပေါင်းမလဲဆိုတာအောက်မှာတစ်ခုချင်းစီကြရင်တေချာလေးပြန်ပြီးတော့ရှင်းပြပေးထားမယ်ဟုတ်ပြီအခုဒီမှာသိထားရမှာကတော့အခုဒီစတားပြထားတဲ့ဟာတွေကလွဲဂါဒါရာအာဂျာချခါထဟာကာတကြဆိုတဲ့ဒီဘီလေးတွေနဲ့ဒီရတန်တရာလေးတွေနဲ့ပေါင်းပြီဆိုရင်အဲ့ဒီဘီရဲ့အတန်နဲ့ငကူချိထားပြီးသားရဆိုတဲ့အတန်ပါနေပြီးသားတရာလေးတွေကိုနှစ်ခုကိုအတန်ကိုပေါင်းစုပေးလိုက်ရုံပဲဟုတ်ပြီအဲ့တော့ဒီမှာဆိုရင်ကြည့်မယ်ရတန်တရာရာယောယူယူရေရေဆိုတဲ့ဒီရတန်တရာဂါလေးထည့်လိုက်တယ်သူဟာနဲ့သူဘီရဲ့အတန်လေးကဂတရာရဲ့အတန်လေးကရာနှစ်ခုကိုပေါင်းစုပေးလိုက်ရုံပဲဂရာအဲ့လိုတလုံးချင်းစီရောဂါရာအဲ့လိုတော့ထွက်လို့တော့မရဘူးပေါ့ပေါင်းဆိုပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါင်းပြီးတော့ဆိုပြရမယ်ဂရာဟုတ်ပြီသူရဲ့ဘီလေးရဲ့တန်လေးကဂအနောက်ကတရာလေးကယောအဲ့နှစ်ခုစလုံးကိုပေါင်းဆိုပြလိုက်ဂယောဟုတ်ပြီဘီကဂတရာတန်လေးကယိုဆိုတော့ဂယိုဟုတ်ပြီဘီလေးကဂတရာလေးကယူဆိုတော့ဂယူဘီလေးကတရာလေးကရေဆိုတော့ကြရေနောက်တစ်ခုဘီလေးကတရာလေးကရေဆိုတော့ကြရေအဲ့တော့ကြယာကြယောကြယိုကြယူကြရေကြရေဟုတ်ပြီအဲ့တော့ဂါးတယ်မကသေးဘူးအခုဒီမှာစတားပြထားတဲ့ဟာတွေကလွှဲရင်ဇက်နဲ့ကြိုက်တဲ့တရပြစ်ချက်နဲ့ကြိုက်တဲ့ဘီအကုန်လုံးထည့်အခုဒီမှာဒါလေးထည့်ပြီးတော့တွားပြီးတော့ထည့်ကြည့်မယ်ဆိုလို့ရှိရင်လေဒါနဲ့ရာနဲ့ပေါင်းရင်တရားတယောတယူတရေဟုတ်ပြီနောက်ဆုံးဘီထီအောင်ဆိုလို့ရှိရင်စတားပြထားတဲ့ဘီတွေကလွဲကြအထိပေါ့အဲ့တော့ကြဒီနေရာမှာလာလိုက်မယ်ဆိုလို့ရှိရင်လေကြရာကြရာဖြစ်သွားမယ်ပေါ့ကြရာကြယောကြယူကြရေဆိုတာဖြစ်သွားမယ်ဟုတ်ပြီအဲ့တော့နောက်ထပ်တစ်ခုသွားမယ်ဝါဒန်တရာလေးတွေနဲ့ပေါင်းတော့မယ်ဆိုရင်အဲ့ဒီဝါဆိုတဲ့ဝါတန်တရာလေးတွေမှာပါနေတဲ့ဝါဆိုတဲ့နေရာလေးမှာဘီလေးကိုအစားထိုးမယ်ဒါနဲ့လည်းမပြီးသေးဘူးအစားထိုးရုံနဲ့လည်းမပြီးသေးပဲနဲ့ဘာရောပါထည့်အောင်မလဲဆိုရင်ဝါဆွဲတန်လေးရောပါထည့်ပြီးတော့ပေါင်းစုပေးရမယ်ကဲဟုတ်ပြီအဲ့တော့ဒီမှာဝါတန်တရာဆိုတဲ့အလှည့်ကိုတွားမယ်ဟုတ်ပြီဝါတန်တရာအဲ့ဒီဝါဒတာလေးတွေနဲ့စပြီးတော့ဘီလေးတွေနဲ့ပေါင်းပြီအခုဒီမှာအခြေရေးပြပေးထားတဲ့ဂါလေးနဲ့ဟုတ်ပြီဘီလေးကဂဟုတ်ပြီသူ့ရဲ့အနောက်ကတရာလေးဟာဝါဟုတ်ပြီအဲ့ဒီဝါဆိုတဲ့ဟာတွေကဝါဆိုတဲ့နေရာလေးမှာဂါလေးကိုအစားထိုးဂါပဲရှိသေးတယ်ပြီးရင်အောက်ကဘာလို့ရသေးလဲဝါဆွဲတန်ပအောင်ထည့်ပြီးဆိုတော့ခွာဟုတ်ပြီနောက်တစ်ခုဘီလေးဟာဂနောက်ကလိုက်တဲ့တရာလေးဟာဝဲရဲ့ဝါနေရာလေးမှာဂါလေးအစားထိုးခဲပဲရှိသေးတယ်ဝါဆွဲတံပအောင်ထဲဆိုတော့ခွဲနောက်တစ်ခုဘီလေးဟာဂအနာကလိုက်တာလေးကတရာလေးကဝါနေရာလေးဂါလေးထည့်လိုက်တော့ခဲပဲရှိသေးတယ်ဝါဆွဲတံထဲဆိုတော့ခွဲဟုတ်ပြီနောက်တစ်ခုဘီဟာတရာနောက်ကဘီဟာဂတရာကဝါနေရာလေးဂါလေးထဲခေါ်ဝါဆွဲတန်ထဲဆိုတော့ခေါ်ဟုတ်ပြီဘီ
B ကဂတရာကဝဲဟုတ်ပြီဂနေရာလေးထဲဆိုတော့ဂဲဝါဆွဲတန်ထဲဆိုတော့ဂွဲနောက်တစ်ခု B ကဂတရာကဝီဝါနေရာလေးဂထဲဆိုတော့ဂီပဲရှိသေးတယ်ဝါဆွဲလေးထဲဆိုတော့ဂွီဟုတ်ပြီအဲ့တော့ဒါဟာခုနကငါရဲ့ခြေပြောခဲ့တဲ့ပုံစံနည်းလေးတိုင်းကိုလုပ်ကြည့်တာပေါ့အဲ့တော့ဟုတ်ပြီပြန်ပြီးပြောမယ်ဆိုရင်ဝါတန်တရာလေးနဲ့တွေးပြီးဆိုရင်ဝါနေရာလေးဘီတန်လေးကိုအစားထိုးဝါဆွဲတန်လေးပါအောင်လေးထည့်ဆိုပြီးကွာအဲ့တော့ဂဝါကွာဂဝဲခွဲဂဝဲခွဲဂဝေါကောဂဝဲခွဲဂဝီကွီအဲ့တော့ကွာခွဲခွဲကိုခွဲကွီဟုတ်ပြီအဲ့တော့ခြေတို့တွေပြန်ပြီးတော့ခါကြတော့အစာကနေပြန်ပြီးတော့ဆိုကြည့်ကြမယ်။ဘာလဲဆိုတော့အာဒန်တရာလေးတွေနဲ့ပေါင်းပြီးဆိုရင်ဘီလေးတွေဟာအနေရာလေးတွေမှာအစာထိုးလိုက်ဆိုတော့ဂါအာဂါဂါအောဂေါဂါအိုကိုဂါဥဂူဂါအဂဂါအီဂီဂါအဲဂေဂါအဲဂေဂါဦဂွီဟုတ်ပြီအဲ့လေနှခမ်းလေးကိုဘေးကိုတွန်းပြီးတော့ထွက်ရမယ်ဂွီနော်ဂွီဟုတ်ပြီအဲ့တော့ပြန်ဆိုမယ်ဂါဂေါကိုဂူဂဂီဂေဂေဂွီဟုတ်ပြီရာတန်တရာလေးနဲ့ပေါင်းပြီးဆိုရင်ငကိုရှိပြီးသားဘီရဲ့အတန်နဲ့အဒီရဲ့ရာတန်တရာလေးတွေကိုပေါင်းဆိုလိုက်ရုံပဲဆိုတော့ဂါယာဂယာဂါယောဂယောဂါယိုဂယိုဂါယူဂယူဂါယေဂယေဂါယေဂယေဟုတ်ပြီဂယာဂယောဂယိုဂယူဂယေဂယေဟုတ်ပြီဝါတန်တရာလေးနဲ့ပေါင်းပြီးဆိုရင်ဘီကိုဝါနေရလဲအစားထိုးမယ်ဝါဆွဲတန်လေးလေးထည့်ဆိုပေးမယ်ဂါဝါကွာဂါဝဲခွဲဂါဝဲခွဲဂါဝေါကောဂါဝဲခွဲဂါဝီကွီအဲ့တော့ကွာခွဲခွဲကိုခွဲကွီဟုတ်ပြီအဲ့ဆိုလို့ရှိရင်ခြေတို့တွေအခုဘာတွေပဲကြံတော့မလဲဆိုလို့ရှိရင်ဒီစတားလေးပြထားတဲ့ဘီစတားပြထားတဲ့ဘီတွေကိုရတန်တရာနဲ့ပေါင်းတော့မယ်ဆိုလို့ရှိရင်အတန်ဟာရိုးရိုးလေးပဲပေါင်းစုံရုံနဲ့မပြီးဘူးတမျိုးလေးပြောင်းသွားမယ်အတန်ကိုတမျိုးလေးပြောင်းသွားမယ်ဆိုတော့ဘယ်လိုပုံစံမျိုးပြောင်းသွားမလဲဆိုတာလေးကိုကြည့်ရပါမယ်ကြည့်ကြပါမယ်ဟုတ်ပြီနာအဲ့ဒီနာလေးဟာနာအားကြတော့နာခြေတွေအပေါ်မှာလည်းပြလာခဲ့ပြီပေါ့နော်ကားထဲရင်ကားဖြစ်မယ်ပေါ့နာထဲတော့နာဖြစ်တယ်ပေါ့နော်နာအာတန်နေနဲ့မှတ်သမျှနာနောနူနူနနီနဲနဲနွီဆိုပြီးတော့တူတူပဲဟောဝါဒတရာနေကြတော့လေဝါစတဲ့နေထဲမှာနွာနွယ်နွယ်နိုးနွယ်နွီဟုတ်ပြီအဲ့တော့ဘာလေးပဲထူးခြားနေလဲဆိုလို့ရှိရင်ရာတန်တရာလေးပုံမှန်တိုင်းဆိုလို့ရှိရင်တော့ခြေတို့ဟာစတားပြထားတဲ့ဒီဘီလေးမဟုတ်နေဘူးဆိုလို့ရှိရင်တော့ခြေတုံးကပြမထားခဲ့တဲ့ဘီလေးဆိုလို့ရှိရင်တော့ခြေတို့ဘယ်လိုထွက်လဲဘီရဲ့အတန်နအခုကဘီရဲ့အတန်ကနတရာရဲ့အတန်ကပထမဆုံးတစ်လုံးရာဆိုရင်200ဒီလိုထွက်ရမှာပေါ့200ဆိုပြီးထွက်ရမှာပေါ့နေရောဆိုပြီးတော့ထွက်ရမှာပေါ့ဟုတ်ပြီအဲ့ဒီဥစ္စာတွေကိုခြေတို့တွေကအမြန်နေထွက်ကြည့်မယ်နီယာညောအဲ့လိုဆိုတော့အဲ့ဒီကနေပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့နီယာကိုအမြန်ဆိုရင်ကနေညာအဲ့တခါလေးခြေတို့မှာညာဆိုတဲ့အတန်ကရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ညာညောညူပြီးတော့ဒီဘက်မှာညဲဟုတ်ပြီအဲ့တော့တိထားရမှာကစတားလေးပြလိုက်တဲ့အကြောင်းရင်းဟာအဲ့ဒီဟာလေးဟာနာဆိုတဲ့ဒီဘီလေးရဲ့အတန်ဟာရာတန်တရာလေးတွေနဲ့တွေ့ပြီးဆိုရင်ဘာကိုပြောင်းသွားလဲဆိုရင်ညဆိုပြီးတော့အတန်လေးကပြောင်းသွားတယ်ဆိုတာကလေလုံးဝကြီးအခြေမြင့်မရှိတဲ့သူနဲ့လုံးဝမသက်ဆိုင်နေတဲ့ဟာကိုပြောင်းသွားတာမဟုတ်ဘူးပေါ့နော်နေရညောအဲ့ဒါလေးကိုအမြန်ဆိုလို့မို့လို့ထွက်လာတဲ့နေရညောအဲ့ဒီဥစ္စာလေးကိုညာညောညို
မြူညင်ညင်ဆိုပြီးဖြစ်သွားမှာပေါ့ဟုတ်ပြီအဲ့တော့နောက်တစ်ခုမစတားပြထားတာမလေးအဲ့တော့အဲ့ဒီမဆိုတဲ့အတန်လေးကလည်းဘီလေးကလည်းဘာလေးနေလဲဆိုတော့ရာတန်တရာလေးနဲ့တွေးပြီးဆိုလို့ရှိရင်ပုံမှန်တိုင်းကတော့မေးရာမနဲ့ရတယ်ပေါ့နော်မီယာအဲ့တော့အဲ့ဒါလေးကိုများကြီးမီယာဆိုတော့ဘာသာထွက်သွားလဲဆိုတော့မြဆိုတဲ့အတန်လေးဖြစ်သွားတယ်ပေါ့အဲ့ဒါမှမြမျိုးမြူမြဲမြဲဟုတ်ပြီမြမျိုးမြူမြဲမြဲဆိုပြီးဖြစ်သွားမယ်ဟုတ်ပြီနောက်ထပ်တစ်လုံးဘာဟာလည်းတူတူပဲဘာဆိုတဲ့အတန်ထွက်ကလေးဟာရာလေးနဲ့ပေါင်းလိုက်ပြီးဆိုရင်ဖြတ်ဆိုတဲ့အတန်လေးပြောင်းသွားမယ်ဘာလို့လဲပထမဆုံးတစ်လုံးကိုပဲထွက်ကြည့်ဘေးရာမလားပြာအများလိုက်တော့ပြာဖြစ်သွားတယ်အဲ့တော့ပြာပြောပြူဖြဲဟုတ်ပြီနော်စဆိုတဲ့ဖြီးလေးကလည်းတူတူပါပဲရာတန်တရာလေးနဲ့တွေ့သွားပြီဆိုရင်ဆရာဆိုပြီးတော့အများထွက်နေကနေသူကဘာဖြစ်သွားလဲဆိုတော့ရှာဆိုတဲ့အတန်လေးဖြစ်သွားတယ်အဲ့တော့စာရာကြတော့ရှာစာရောရှောစာယူရှူစာယူရှူဟုတ်ပြီဒါပေမဲ့စာလေးမှာထပ်ပြီးတော့ချွင်းချက်ကလေးထပ်ရှိနေသေးတယ်ရာတန်တရာဟုတ်မနေပဲနဲ့အတန်လေးကရှာဆိုတဲ့ဒီရှာဆိုတဲ့အတန်လေးကိုရာတန်တရာနဲ့ပေါင်းတာမဟုတ်ဘဲနဲ့ပြောင်းသွားတဲ့စကားလုံးလေးရှိသေးတယ်။ဘာလဲဆိုတော့စာနဲ့အီနဲ့ပေါင်းထားတဲ့ဟာကိုပုံမှန်ရှိရရုံကဆိုလို့ရှိရင်အာတန်နဲ့အာတန်တရာတွေနဲ့ဆိုလို့ရှိရင်တခါလေးပဲအာနဲ့အစားထိုးလိုက်ရုံပဲပြီးပြီးအတန်ပြောင်းစရာမလိုဘူး။ဂါအီဆိုရင်ဂီဖြစ်မှာနာအီဆိုရင်နီဖြစ်မှာဒီမှာကျတော့စာအီကျတော့စီမဖြစ်ဘဲနဲ့ရှီဆိုပြီးတော့ဖြစ်တယ်။အဲဒီတော့တိထားရမှာကကိုရီးယားမှာစီဆိုတဲ့အတန်မရှိဘူးအဲ့တော့စာနဲ့အီနဲ့ပေါင်းလိုက်ပြီးဆိုတဲ့အတိုင်းစီလို့ထွက်လို့မရပါဘူးစာအီရှီဆိုပြီးတော့ဖြစ်ပါတယ်ဟုတ်ပြီအဲ့လိုပဲနောက်ထပ်ပြီးတော့ခါကြတော့ထူကြတဲ့ဟာလေးကဘာလေးလဲရှိသေးလဲဆိုလို့ရှိရင်ဘာလေးဆိုရင်ဝါဒန္တရာကိုချေ3မျိုးစီခွဲပြပေးထားတယ်အိုးဆိုတဲ့တရားလေးတွေနဲ့ပေါင်းထားပြီးတော့ဝါဒန်ဖြစ်လာတဲ့ဝါဝဲရဲ့ဦးဆိုတဲ့တရားလေးတွေနဲ့ပေါင်းပြီးမှဖြစ်လာတဲ့ဝဝဲဝီရဲ့3ခုပေါင်းပေးထားတယ်ခွဲပေးထားတယ်ပေါ့အဲ့ဒီ3ခုမှာဆိုရင်အောက်ကဦးဆိုတဲ့တရားလေးနဲ့ပေါင်းရပြီးတော့မှထွက်လာတဲ့ဝဝဲဝီဆိုတဲ့ဒီတရားလေးတွေနဲ့တွေ့ရင်လေဒီစာဟာဘာကိုပြောင်းရလဲဆိုတော့ရှာဆိုတဲ့အတန်ကိုပြောင်းပြီးမှထွက်ပြရတယ်ပုံမှန်တိုင်းစောဆွဲဆွေလို့လို့မရဘူးရှောရွှဲရွှေဟုတ်ပြီအဲ့တော့သူဟာထူခြားမှုလေးတွေဟာစာဆိုတဲ့ဖြီးလေးဟာရှားတန်တရာလေးနဲ့ပေါင်းလို့ရှာပြောင်းတဲ့အချက်အပြင်ကိုဘာရှိသေးလဲဆိုရင်အီဆိုတဲ့တရာနဲ့ပေါင်းရင်လည်းရှာတန်ကိုပြောင်းပြီးရှီလို့ထွက်တယ်ဝဝဲဝီဆိုတဲ့တရာသုံးလုံးနဲ့ပေါင်းရင်လည်းရှာတန်ကိုပြောင်းပြီးမှရှောရွှဲရွှေဆိုပြီးတော့ထွက်တယ်ဟုတ်ပြီဒါလေးတစ်ချက်သိထားရမယ်အဲ့တော့ကျွန်တော်တို့နောက်တစ်ခုထပ်ပြီးတော့သွားပါမယ်အာလေးကကြတော့စတားတော့ပြန်မထားဘူးဒါပေမဲ့ကျွန်တော်ကဘာလဲဆိုလို့ရှိရင်သူဟာအာဟာဘာတရတွေနဲ့ပဲပေါင်းအဲ့ဒီတရတွေရဲ့မူဝီအတန်ငကိုသူစီမှာချိထားပြီးသားအာတရရဲ့အတန်တိုင်းကိုပဲထွက်ပေးရမယ်ဟုတ်ပြီနော်အဲ့တော့ပြောချင်တာကတော့ဘာလဲဆိုလို့ရှိရင်အာနဲ့ပေါင်းလို့ဆိုပြီးတော့အာတန်လေးကြီးအကုန်လုံးလိုက်ပြီးတော့ပြောင်းပြီးတော့အယောတွေအရာတွေဖြစ်ရမှာမဟုတ်ဘူးပေါ့နော်အယူတွေဖြစ်ရမှာမဟုတ်ဘူးပေါ့အဲ့တော့ဘာလဲဆိုရင်ဒီပထမမှာကအာဆိုရင်သူ့ရဲ့ပုံစံလေးကကိုမတူလားတော့ဝါလုံးလေး0လေးပုံလေးဖြစ်နေရမလားအဲ့တော့သူဟာဒီ0လေးဗလာလေး3ညာလေးပေါ့နော်ဝါလုံးလေးနဲ့လာပြီးတော့ပေါင်းတော့လေရှိသမျှ0တွေကအဲ့ဒီရဲ့0နဲ့ပေါင်းသမျှဟာတွေကလာပြီးပေါင်းသမျှဟာတွေရဲ့အတန်ဒီတိုင်းပဲတန်ဖိုးတွေတိုင်းပဲဖြစ်သွားတယ်လို့မျိုးပေါ့နော်အဲ့လိုတိုင်းပဲအခုဒီမှာဆိုရင်ဆိုရဒီဘီလီရဲ့အတန်လေးဟာတရတွေနဲ့ပေါင်းရင်အဲ့ဒီတရတွေရဲ့အတန်တိုင်းပဲဖြစ်သွားမှာပါအဲ့တော့အာနဲ့ပေါင်းတော့အာပဲအာနဲ့ယာနဲ့ပေါင်းတော့လေယာအာအောအောအာယောယောအာအိုအိုအာယူယိုအာဥဥအာယူယူအာအာအီအာအဲအာယေယေအာအဲ
အာရဲရဲအာဝီဝီအာဝါဝါအာဝဲဝဲအာဝဲဝဲအာဝေါဝေါအာဝဲဝဲအာဝီဝီဆိုပြီးတော့ဒီတိုင်းပဲဖြစ်သွားမယ်ဟုတ်ပြီနောက်တစ်လုံးဝင်ကြည့်မယ်ခြေဦးဒီဖဟုတ်ပြီဖဆိုတဲ့ပြည်လေးဟာလေရှားတန်တရာလေးနဲ့ပေါင်းပြီဆိုလို့ရှိရင်ဖအခုဒီမှာဖနဲ့ရှာလေးနဲ့ကိုပဲအမြန်လေးပေါင်းပြီးတော့ဆိုကြည့်မယ်ဖျား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 အမြန်ဆိုလိုက်တော့ဖျားဆိုတဲ့အတန်လေးထွက်ပြီးတော့ဖျားဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်ပြီအဲ့တော့ကြောင့်မို့လို့ဖာဟာရှားတန်တရာလေးနဲ့တွေ့ရင်ဖျားဆိုတဲ့အတန်လေးပြောင်းပြီးမှဖျားဖြိုးဖြူဖြူဖြဲဖြဲဆိုပြီးတော့ထွက်ပြီးပြီပေါ့ဟုတ်ပြီဟုတ်ပြီနောက်တစ်ခုကပဆိုတဲ့ပြည်လေးဟာလေရှားတန်တရာနဲ့ပေါင်းပြီးဆိုရင်အတန်တစ်မျိုးပြောင်းမယ်ဥပမာလေးနဲ့ပထမဆုံးတစ်လုံးပါနဲ့နောက်ကပြည်လေးရဲ့အတရာလေးရဲ့အတန်လေးကယာလေးနဲ့ပီယာ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 အမြန်ထွက်လိုက်တော့ပြာဆိုတဲ့တန်လေးထွက်တယ်အဲ့တော့ကြောင့်မို့လို့ပါနဲ့ရှားနဲ့တွေ့ပြီဆိုရင်ပါပြည်လေးနဲ့ယာတန်တရာလေးနဲ့တွေ့ပြီဆိုလို့ရှိရင်ပြဆိုတဲ့အတန်လေးပြောင်းပြီးမှထွက်ပြီးပြီပေါ့အဲ့တော့ပြပြောပြူပြူပြေပြေဟုတ်ပြီနောက်ထပ်တစ်လုံးဘာလေးလဲဆိုတော့စဟုတ်ပြီဒီစဆိုတဲ့ဟာလေးကလည်းရှားတန်တရာနဲ့တွေ့ပြီဆိုလို့ရှိရင်ဘေကိုပဲပြောင်းပါလဲဆိုတော့ရှဆိုတဲ့အတန်ကိုပဲပြောင်းပါပါအဲ့တော့စာနဲ့ရာနဲ့တွေ့တော့ကလည်းရှာပြောင်းခဲ့တယ်အခုစာနဲ့ရာနဲ့တွေ့ရင်လည်းရှာကိုပြောင်းမယ်ထူးခြားချက်ကလေးတွေဟာအတူတူပါပဲစာနဲ့အီနဲ့ပေါင်းလဲစီလို့ထွက်လို့မရဘူးရှီလို့ထွက်မှာဖြစ်ပြီးတော့အပေါ်မှာအိုနဲ့ပေါင်းတဲ့တရာရှိတယ်အောက်မှာဦးနဲ့ပေါင်းတဲ့ဝါတန်တရာတွေရှိတယ်ဟုတ်ပြီဟဲ့ဒီဦးနဲ့ပေါင်းတဲ့ဝါတန်တရာတွေနဲ့တွေ့ရင်လေရှာဆိုတဲ့အတန်ကိုပြောင်းပြီးမှရှောရွှဲရွှီဆိုပြီးတော့ထွက်ပြရမှာပါဟုတ်ပြီအဲ့တော့ပြန်ပြောမယ်စာဟာစာဆိုတဲ့ပြည်လေးဟာရာတန်တရာတွေနဲ့တွေ့ရင်လေရှာတန်ပြောင်းမယ်အီဆိုတဲ့တရားလေးနဲ့တွေ့ရင်လည်းရှာတန်ပြောင်းမယ်ဝေါ်ဝဲဝီဆိုတဲ့တရားလေးနဲ့တွေ့လဲရှာတန်ပြောင်းပြီးမှထွက်ပြရမယ်ကဲဟုတ်ပြီအဲ့တော့စာယာရှာစာယောရှောစာယိုရှိုစာယူရှူစာအီရှီစာအဲစေစာယေရှေစာယေရှေစာဝေါရှောစာဝဲရွှဲစာဝီရွှီဟုတ်ပြီ